ကျွန်တော်တော့ကြုတ်ပေါ့ဟုတ်ပါရွာနေလာတာပွဲငားမယ်ဆိုပြီးတော့ရွာမှာဆိုရင်ကိုကလူလဲပဲဘလောက်လဲတယ်မလဲတယ်မနဲ့စာနဲ့ညစာပေါင်းစားဟုတ်ပါမလေးမင်းတို့မျိုးသားတွေလဲဆိုငါတို့ဒေါသတွေကုန်းမှုသလောက်ရှိတယ်မတန်လဲမတန်ပတ်ရွာမှာလဲကိုအားကိုကြတာကိုကခေါင်းလေကာလာသားခေါင်းပြောပါတယ်အဲ့တော့ရွာမှာဘုရားပွဲပဲလှုပ်ဘာပွဲပဲလှုပ်အလူတန်းလှုပ်မှဆိုလဲမြို့ပွဲငားဆိုကျွန်တော်ပဲအခုလဲအဲ့ဒါရွာနေပြီးတော့ပွဲတက်ငားတယ်တို့ရွာဘုရားပွဲကအောင်ဆိုပြီးတော့အဲ့ဒါမြို့တက်လာတာစရင်တွေ့အောင်မယ်ရွာနေပြီးပတ်စံထည့်ပေးလိုက်တာလေးလမ်းနဲ့အသေးသုံးလေးသုံးလာတာလေးဘယ်တော့တောင်ပြပါသွားလိုက်ရွာနေပတ်စံလေး10 သိန်းထည့်လာစရံပေးမယ်ဆိုပြီးတော့ရွာထွက်ချင်းမြို့သွားတော့ယထာစီရင်ရိုးရိုးတန်းစီရင်ကိုရွာတိတ်ခါကြမှာဆိုလို့အပတ်ကစီးတာက3000ခွဲများလာရယထာပေါ်မှာရေးစားလို့ရေရိုးရိုးဝယ်တော့ရင်ကိုရွာတိတ်ခါကြမှာဆိုလို့ဘီယာဝယ်တောက်တာက9000ရန်ကုန်မူရာရေးရောက်တယ်ဆိုရင်ပဲပွဲငါးဌာနကိုလမ်းလျှောက်သွားရင်ကိုရွာတိတ်ခါကြမှာဆိုလို့တက္ကစီငါးစီတာက8000တက္ကစီစီကလည်းပွဲငါးဌာနပို့ပါဆိုပွဲငါးဌာနပို့ပဲအိမ်တိန်ရှိရပ်ပေးတာအမျိုးသမီး2ယောက်ကအတင်းထွက်ခေါ်တော့အားနာပြီးလိုက်သွားတာအထက်ရောက်တော့3000ခွဲအဲ့ဒါပြန်ထွက်လာတော့ကိုယ့်ကိုစိတ်မချလို့ဆေးထိုးတာ9000တိုးတီနဲ့ဆိုအိမ်ထက်နဲပါတော့ကြံပါသေးတယ်ရတဲ့ဇက်ကလေးတစ်စက်ဆွဲစီသွားမှာဟာပြောရင်ဆိုရင်ရှောက်လာလိုက်တာဘာလို့လူနဲ့ဒီနေရာပဲဟာနဲတဲ့ဇက်ဆိုင်ပုတ်တွေမဟုတ်ပါဘူးလားဟိဟာဒီဖွဲ့လေးနာမည်စမ်းနေတာဗါတဲ့ရွှေမန်းမွဲတေရွှေမချမ်းသာဒါနောက်တစ်ဖွဲ့ဟာမြို့ရွှေမန်းသားလေးဖိုးချွတ်ဖိုးချီဒါနောက်တစ်ဖွဲ့ဟာမစွမ်းမတန်စာနီစွမ်းစာနီဒါနောက်တစ်ဖွဲ့ဟာဒီဖွဲ့လေးကနာမည်စမ်းလိုက်ဗါတဲ့မောင်မောင်ဖနတ်စာမောင်မောင်စာစီယာဒါနောက်တစ်ဖွဲ့ဟာဒီဖွဲ့လေးမစိုးဒီဖွဲ့လေးဆိုတော့လည်းအချိုချောင်ရနိုင်အဲ့တော့ဇက်စီယာနဲ့တွေ့ပြီးနေပါကိုကျန်တာလေးနဲ့လော်လှက်ပြီးရွာကိုခေါ်သွားမှာကဲအော်ဘယ်သူမှလည်းမရှိကြပါလားသိလို့လားမသိဘူးလေအားတော့အော်မောင်ဇက်စီယာအိမ်လားဟုတ်ပါတယ်ခင်ဗျာဒီအိမ်လားဒီအိမ်ပါခင်ဗျာအဲ့တော့ဆိုကျွန်တော်အိမ်မလာပြီဗျဟုတ်ကဲ့ဒီအိမ်ဒါမောင်ဇက်စီယာအိမ်လားဟုတ်ပါတယ်ခင်ဗျာတွေ့ရတာဝင်းတာတယ်ဗျာမောင်ဇက်စီယာနဲ့တွေ့ချင်လို့ကျွန်တော်ပဲဗျာခင်ဗျားလားဟုတ်ပိုးပေးမယ်သွားခေါ်ပေးစမ်းဟုတ်ကဲ့ကျွန်တော်ပဲခင်ဗျားလားဟုတ်တွေ့ရတာဝင်းတာတယ်ဗျာအခုပဲသွားလေဆက်ဆက်ဆိုကျွန်တော်ခင်ဗျားလားဘယ်ချိန်တော့ပြန်ရောက်နှစ်ပြင်ကတော့ဗျာဘာလို့ဗျာဒီမှာမောင်ဇက်စီယာဟာခင်ဗျားတွေ့ရတာရှင်လက်တွေ့ရတာဝင်းတာတယ်ဗျာနှစ်ပြင်ကသေးပါပဲသူ့တပ်ပြလားတွေ့တပ်ပြလားခင်ဗျားဇက်စီယာပါဗျာဝင်းတာတယ်ဗျာဟုတ်ကဲ့အခုပဲသွားတော့ဆက်ဆက်ဆိုကျွန်တော်ပဲပွဲငါခြင်းလို့ပွဲငါလားဟုတ်ကဲ့ကျေးဇူးတင်တယ်ဗျာကျွန်တော်မြေမျိုးတာလားကျွန်တော်မြေမျိုးတာဒီမှာတောက်တာလေးခဏဆောင်နေကြထိုင်ဟုတ်ကဲ့ငါဗျာတရေကြနေတာပဲတရေတစ်စိတ်ကြနေတာဟုတ်ငါတော့စိတ်ဝင်စားတယ်လို့ဖြစ်နေပွဲငါးခြင်းလို့ခင်ဗျာမယိုးသေးမလုပ်ပါနဲ့ဟုတ်ကဲ့အဲ့ထဲမှာအပိတ်ပွဲငါးခြင်းလို့ဟုတ်လားမောင်ဇက်စီယာနဲ့တွေ့ကျွန်တော်ပါဗျာမောင်ဇက်စီယာကျွန်တော်ပါကျွန်တော်တို့ရွာဖျားပွဲဖျားပွဲရွာဖျားပွဲကမှာဟုတ်လားဟုတ်ကျွန်တော်တို့ရွာတော့ခင်ဗျာကြားဘူးမှာပါဖေးကျွန်တော်တို့ဟာပေါ့ရွှေပန်းတော်ကြားဘူးလားဒဗလာရွှေပန်းတော်ရွှေပန်းတော်နဲ့ဖုတ်ကုန်းကြားဟုတ်ကဲ့ဂွေးကြားစုဝါစုံလေးနာဗျာဝါစုံလေးနာဂွေးကြားစုချက်သိမ်းထားလိုက်တာဘယ်လိုနာမည်ကြီးလဲပြောစမ်းပါဦးဗျာရွှေပန်းတော်ကြားဘူးလားလို့ဟုတ်ကဲ့ကြားဘူးလေရွှေပန်းတော်နဲ့ဖုတ်ကုန်းကြားဟုတ်ကဲ့ဂွေးကြားစုဝါစုံလေးနာဗျာဝါစုံလေးနာနာမည်အဆိုင်ကြီးပဲဗျာအဲ့မင်းကခံကြီးကုန်းဆိုတဲ့ရွာရွာနာနေမင်းဆိုင်ကြီးပါလားမလိုက်ဘူးလားလိုက်ပဲကျေးဇူးတင်တယ်ဗျာကျေးဇူးတင်ရွာဖျားပွဲဗျဟုတ်ကဲ့ရွာဘယ်နဲ့ချီတဲ့ကမှာကျွန်တော်တို့ရွာထုံးစံတော့ဖျားပွဲက2ညပဲခင်ဗျားတို့အပွဲကိုကြိုက်ရင်1ညကကြိုက်ရင်3ကြီးဖြစ်တယ်1ညတိုးကမယ်ဟုတ်ကဲ့အဲ့တော့ခင်ဗျားအပွဲကြေးပြောကြေးရတော့လေရကလေးနဲ့ဗျာနှုတ်သီးနဲ့တော့ရမ်းစိတ်တယ်ဟုတ်တယ်ငရုတ်သီးကျွေးဘာတွေပြောနေတာလဲဟာတော့ဗျာဟုတ်ဗျာဖိုးခဒေါ်မြိုင်တို့လေဖေးမှာပဲဗျာတာမခတ်သွားတယ်မနှောက်နဲ့ဗျာအသက်ပြအသက်ပြဆိုရရက်ရတာလားဟုတ်တယ်အသက်နေလို့ဒီမှာဘာတွေပြောနေတာလဲဘာလို့ဗျာဒါ
ဝါသနာမပါဘူးဗျာ ကျွန်တော်တော့ကြိုက်တယ်ဟာဒီလူဘာရွာသားလဲမသိဘူးဗျာ ခေယောဂါဒီကုဆက်မ ဒါလို့ ဝါသနာမပါတော့ပါ ကျွန်တော်တော့ကြိုက်တယ်ခင်ဗျဘာတွေပြောနေတာဒါ အဲ့ဒါဘာလို့ဗျာ ခင်ဗျအဖွဲငွေရေးကြီး အောင်ငွေကိုပြောတာ ညာချင်း ညာချင်းငွေလားဟာကျွန်တော်ကညာချင်းငွေရတော့ဗျာခင်မင်းမှုအနေနဲ့ပေါ့ဗျာ ဟုတ်ကဲ့ တညကို9သိန်းနှစ်ညကိုတော့10သိန်းပေါ့ဗျာ တည9သိန်း ဟုတ်ကဲ့ နှစ်ညဆိုတော့10သိန်း ဟုတ်ကဲ့ ဒီလိုလုပ်ဗျာ ဟုတ်ကဲ့ ကျွန်တော်တို့ဘွဲရလဲခင်ဗျဒါအများတန်းကမှာပါ မှန်ပါတယ်မှန်ပါတယ် အဲ့တော့ခင်ဗျာဒါတယောက်တစ်ယောက်အရှိကြီးဆက်ဆံတဲ့သဘောနဲ့ဟုတ်ပါဘူးကျွန်တော်ညပစိုးမှုခဲ့တာပါခင်ဗျာတည9သိန်းနော် ဟုတ်ကဲ့9သိန်း နှစ်ညဆိုတော့10သိန်း ဟုတ်ကဲ့ဟုတ်ကဲ့ ဒီလိုလုပ်ဗျာ ဟုတ်ကဲ့ 15သိန်းထားလိုက်ဗျာ ဟာအဲ့လိုတော့ကတ်မစင်နဲ့ဗျာခင်ဗျားအဲ့လိုတော့မစစ်ပါနဲ့ဗျာ ဟုတ်ကျွန်တော်ပြောတာတယောက်နဲ့တယောက်ခင်ဗျာအရှိကြီးဆက်ဆံတယောက်နဲ့တယောက်အရှိကြီးဆက်ဆံ ခင်ဗျားရေးတဲ့လက်နေတက်ပြီးနဲ့လာထိုးနေတာလားဗျာခင်ဗျားတည9သိန်း ဟုတ်တယ် နှစ်ညကို10သိန်းခင်ဗျားဘယ်တော့ပေးပါလဲ 15သိန်း ဟာအဲ့လိုကတ်မစင်နဲ့ဗျာခင်ဗျားအဲ့လိုတော့မစင်နဲ့ဗျာ မဟုတ်ဘူးခင်ဗျာကျွန်တော်ပို့ပေးနေတာလေ ဟာတည9သိန်း အေးလေ နှစ်ည10 ကဲ သိန်း ခင်ဗျာပြည့်ကြည့်ရမဟိုကတည်းကဟိုကနှုတ်မနှုတ်နိုင်ချီးစား အော်သူကြီးကြီးရ ဟုတ်ပါဘူးမနှုတ်နိုင်ဟိုဘက်ကချီး ဟုတ်ကဲ့ ချီးမနှုတ်နိုင်ရိတ် ဟုတ်ကဲ့ ရိတ်တော့ပွားလာပွားပြီးတော့အငုတ်လေးအတွက် ရှုပ်ချက်ကိုခတ်နေတာပဲဗျာတည9သိန်းနှစ်ည10သိန်း15သိန်း9သိန်းတော့ပိုးနေတာပါလား ဟောတူတူပြောစမ်းပါခင်ဗျာလည်းလူကြီးမလဲတာစာချုပ်ထဲမှာတော့15သိန်းပေါ့ခင်ဗျာ10သိန်းယူ5သိန်းကကျွန်တော်သွားစီလမ်းစီ ဟောဟုတ်တယ်ဘယ်ပွဲကမဆိုဒီလိုတော့လုတ်ကြတာပါပဲဗျာ အဆင်ပြေမလား အဆင်ပြေဗျာ ခဏနေ ဟုတ်ကဲ့ ခဏနေခင်ဗျာအပွက်လူငယ်ရဘယ်လောက်လောက်ရှိ ဟာလူရင်းဆိုရင်ကျွန်တော်68900 ခင်ဗျားတို့ကအရေးခင်းဆန္ဒပြမလို့စုတာ မဟုတ်ပါဘူးကျွန်တော်အဲ့ဒါကြီးအစိုးရတွေပါအစိုးရတွေပါကျွန်တော်ကလူပေါင်း90ရှိတယ်ဗျာ လူပေါင်း90 50ဟုတ်ကဲ့ အင်းအားကြီးတာပဲဖွဲ့ကြီးပဲဗျာနော် ဖွဲ့ကြည့်ပါဖွဲ့ကြည့်ပါ ဒီလိုလို့ဗျာစာရေးတော်ရေးကိစ္စတွေနဲ့ပြောမှရ ပြောပါပြောပါ ခင်ဗျားတို့ကျွန်တော်ရွာလာမှာဆိုတော့ ဟုတ်ကဲ့ဟုတ်ကဲ့ တာဝန်ကြီးခြင်းလေဗျာ ဟုတ်ပါတယ်မမ အဲ့တော့ခင်ဗျားတို့တစ်ဖွဲ့လုံးပေါ့ ဟုတ်ကဲ့ ရွာရောက်ရင်ကျွန်တော်ဟာစားမလားကိုယ့်ဟာကိုစားမလားဒါမှမဟုတ်ရင်ရွာထဲမှာရှောက်ပတ်စားမလားကျွန်တော်ဟာစားချင်စားလိုက်ပဲစားမလားကျွန်တော်ဟာစားမလား ဒီပေါ့ဗျာ ကိုယ့်ဟာကိုစားမလား နည်းနည်းစဉ်းစားဗျာ ရှောက်ပတ်စားမလား နည်းနည်းစဉ်းစားဗျာ ရှောက်ပတ်စားမလား ဒီပေါ့ဗျာ ဘာမှရှောက်ပတ်ပြီးစား ခမကျွေးတဲ့ရင်ပြည့်စရာတွေဗျာအဲ့ဒါကြီးဝါလို့ရပါမလားဗျာ ရတယ်ရင်နွေးလေးနဲ့ဖြောစား ဟာကိုကခမရစားရင်ခမရလည်းရေမချိုးတာ ဘာလို့ရေမချိုးရမှာလဲ ခမရစားရင်လေနေကိုကကိုစားတော့လည်းမမီဘူးဗျာ ဂျွန်းဘာတိုက်ရင်မိပါတယ် မဟုတ်ဘူးကိုကကိုစားတော့အလင်းမမီဘူးဗျာအဲ့တော့ရှောက်ပတ်စားရင်လေရှောက်ပတ်စားတော့ကောင်းမှ မဟုတ်ဘူးလေတရွာလုံးဝိုင်းပြီးကျွေးမှာပေါ့ ဟာဟိုကြတော့ဖုန်းကြောက်မှဖြစ်တော့ကျွေးလိုက်ဗျာကျွေးတော့အဲတွားရလိုက်ကြတော့ပြောပါ မတော်ရေးလာရတော့ကျွန်တော်ရွာကားတစ်ခါတည်းမရောက်ဘူးဗျ ဟာ လဲတဲ့တန်ကားတဲ့တန် ကားတန်းလက်တန်းလား ဟုတ်တယ်ဟုတ်တယ် ဒီလိုဆိုဒီလိုလို့ဗျာ transport အနေနဲ့ ဟုတ်ကဲ့ ခမရလည်းတက်တာကျွန်တော်တက်တာတော့တယောက်တော့ဖြစ်တော့ အဲ့ဒါမြတ်တာတယ် မြတ်တာ ဟုတ်ပြီ ခမရအနေနဲ့စဉ်းစား ဟုတ်ကဲ့ ကားခံမလားလှဲခံမလား ဘာရဲ့ဘာရဲ့ဘာရဲ့ ကားခံမယ်ဆိုတော့ခံလှဲခံမယ်ဆိုတော့ခံခမရအာတိတက်ရှိတယ်တခုတော့ခံဗျာ လူမြတ်ဒါဘဝနဲ့ဆိုင်သွားပြီဗျဒီလားဘဝနဲ့ဆိုင်ကျွန်တော်နည်းနည်းစဉ်းစားမယ် ဟုတ်ကဲ့ဟုတ်ကဲ့ မြတ်လားကားခိုင်လည်းမတက်တော့ ဘာဖြစ်လို့တော့ ဒီကိတိကစီဘိုးနဲ့ ဟောဒီစက်စစ်တက်စီစီအများတယ်ဟုတ်တယ်ဟုတ်တယ် လဲခိုင်စောင့် ဘာလို့ဗျာ ကစင်းရိုးတွေနဲ့ခင်ဗျားတို့ကတော့ဒုက္ခရောက် လမ်းကြမ်းတော့ဟုတ်တယ်ဟုတ်တယ် ကွာကူတာဒလိန်နှုံးလို့စီးလာခဲ့ပါဗျာနော် အာဟို ဒါနောက်ပါစအခုလောလောဆယ်မင်းသားမင်းသမီးတွေတွေ့ကျင်တာ ဟာကျွန်တော်ဖွဲ့မင်းသမီးချောမချောလှမလှ ငယ်မချောမကျုပ်တို့ရွာ င က ယ်လည်းငယ်ချောလည်းချောလှလည်းလှဗျာ မင်းသမီး ဟုတ်ကဲ့မင်းသမီး မင်းသမီးတွေ့ကျင်တယ် မင်းသမီးတကယ်ချောတယ် ခင်ဗျားမင်းသမီးနဲ့ကျွန်တော်ကိုမိတ်လိုက်ပေးစမ်း ထဲမိတ်ဆက်ဟောမိတ်ဆက်ပေးသားမိတ် မ ဆက် ပြောတတ်လို့ကျုပ်ကရိုးရိုးပဲရွာသားဗျ ဟာဟုတ်လားမိတ်ဆက်ပေး မင်းသမီးနော် မင်းသမီးချောတယ်ကမကြီးကျွန်တော်ခေါ်ပဲကျွန်တော်သမီးသမီးလေးဒီမှာပွဲကရောက်တော့အမြန်ဆုံးပြောသားမဟာ မင်းသမီးနာမည်ဘယ်သူတော့ မင်းသမီးနာမည်စစ်ကလန်စောပြူချုံနဲ့ ဘလူနာမည်ကြီးလဲဗျာခင်မီတာ ဟုတ်ကဲ့ခင်မိတဲ့နာမည်လေးပါစစ်ကလန်စောပြူချုံ စိတ်ကလန်စော်ပြူချာ ဟုတ်ကဲ့ဟုတ်ကဲ့ မလေးတိတ်ကြရမ်းကြိုက်ဘိုးစိုးပစကြအတန်နီလန်အောင်ကြာ ဟာ ခေါ်လိုက် စိတ်ထားတော့တင်ငယ်လောင်ကြရလားဗျသမီးလေးပွဲကလာတော့မြင်မြင်လာသားမဆရာ လာ ပြေး ပြီအောင်ကြီးရေလာ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 ဘာယော မင်းမျိုးသွားတာဘာဖြစ်တာလဲ ကျွန်တော်ယုံနေနဲ့ပြက်သွားလား ဟာရုပ်ပြက်သွားလားဟဲ့ရုပ်ပြက်တယ်မပြက်တော့မသိဘူးကဘာပြက်သွားတယ်လို့ဖြစ်သွားတယ်သမီးလေးဘာဖြစ်တာလို့ညဘလို့ဖြစ်တာလား တချင်းချက်နေတာနောက်ဖေးမအာ ချင်းချပွင့်ငါလာလို့မပွင့်ငါပွင့်ငါ မင်းသမီးလား ဟုတ်ကဲ့မင်းသမီး အာရစရာကြီး ဘယ်ဟိုကြည့်ပြောဘယ်ဟိုကြည့်ပြောတာလို့ဗျ ကနိုင်မှာပဲလို့တန်တန်မာမာနဲ့ ပွင့်ငါမိတ်ဆက်လိုက်မိတ်ဆက်လိုက် အ
အဘ အမလေးငါ့ကိုဗါတယ်မငါဘူးပြမယ်အမီကိုမစွဲနဲ့လေပင်အစ်တယ် 你不如把嘞，不如把花喽。 ဘာတွေနိုင်စားနေ 他不杀人，奈杀人呀？不是，地位的地位，把花了，我们俺们皮多好喂。 ဟုတ်ကဲ့တော်တော်ကြီး တူတူလေးအမလေးငါ့ကိုတူတူလေးတယ်မငါဘူးပြမယ်လေပင်အစ်တယ် 不如把花的啥喽？这样别不如花了，别的别花。 အရှိကြီး ကျေးလားမလေးငါ့ကိုအရှိကြီးတယ်မငါဘူးပြမယ်လာလေလာခဲ့ပါ 这得查嘞，这得查嘞，这得，你不如别了，别。 အဲ့ဒါမင်းသမီးလား 没那么错啥？ ကျွန်တော်မင်းသမီးနဲ့မိတ်ဆက်ပေးဦး 没事。 အော်တိတ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 ် 别跑，别。 ဟေး तू ကလည်းလာလန်းကိုမျောနေရဗျာဟောဒီလက်ကလေးလည်းလာလန်းကိုမျောတယ်ဗျာ ဦးလေးကျွန်တော်မင်းသမီးရှိတော့မသွားချင်တော့ 没得，搞你妈说的，我求你了吧，我，人家他都跑快，没人干人家来了嘛也撇多了，金龙一休息看多没，爸爸找妈妈。 အဲ့ဒါမင်းသမီးညီမလေး ဝမ်းသာပါတယ်အကိုကြီး ညီမလေး ရှင်းကိုကြီး အကိုတို့ရွာကိုလိုက်ခဲ့နော် ဟုတ်ကဲ့ကိုကြီး ပွဲငါမှာ ဟုတ်ကဲ့ အကိုတို့ရွာရွာအကိုအိမ်မှာနေ ဟုတ်ကဲ့ အကိုအိမ်မှာစား ဟုတ်ကဲ့ အကိုနဲ့ပဲအိမ် ဟုတ်ကဲ့ အကိုတို့အိမ်မှာပဲအိမ်လို့ 哎，别，奶奶录别这个表，录别这个表。 ဟိုကိုကြီးဟိုတွေ့ရလားဝမ်းသာပါတယ် အေးဝင်းသား ကိုရောက်ပွဲငါလာရင်လုံးရင်လုံးလေးခွာရအောင်ကြည့် ကျွန်တော်ဦးလေးနဲ့မှားသွားလို့ 今天新比我们的主人。 အကိုကြီး မမပမနဲ့လာတာဘာမှတော့မစားခဲ့ရသေး ဟုတ်တယ်အကိုကြီးညီမလေးလေကြာဟိုအကိုရောက်ပွဲငါဆိုတော့လေအကိုကြီးစားဖို့ညီမလေးချက်ထားတယ်သမီးနဲ့ဟင်းနဲ့ ဟာအဲ့လိုမျိုးသဘောကျတာ ဒီနေ့ဟင်းကောင်းတယ် ဟုတ်လားဘာဟင်းချက်တော့ ဟုတ်လက်တော်ဝါလောက်ရှိတော့ငပြေပါကြီးကိုလေအလဲကောင်ကတစ်ချက်တည်းပူးပြီးတော့လေခြားကန်ကြီးလေးပါလေနဲနဲမင်းလေးကျိုးတို့ကျဲတဲလေးတွေဖြူလာတယ်အကိုကြီးစားကောင်းဆိုပြီးညီမလေးကလေစက်တုံပြူလေးတရောင်းတော့ထက်လိုက်ပြတယ်သိစားမလားဟင်စားကြည့်ကိုကြီးရဲ့အားရှိတယ်ကိုကြီးရဲ့ 妈表的。 နန်းနမင်းကအမဲတွေလားမသိ 妈 မစားဘူးမသားမနင်းစားစီကနေကျွေးလိုက် तू ကစားနေတာ 没弄的，挖不要。 ဘာတွေကျွေးမှမသိ 怕 ဘူး 的追，怕的追。 မပြေမဟင်းချက်ထူတာလေ ခမရမင်းသမီးတချင်းလေးပါလိမ့်မရဘူးလားဗျာ 这。 ကျိုးတို့ရွာခင်မိမကြိုက်တာဟော့မကြိုက်တာ 啊，嘿，你好吧，这个，你已经好。 ဟောတာမှာတော်တော်ဟောတာ အေးလို့စား သမီးကလေတချင်းဆိုလို့ရှိရင်အင်ကြီးတွေမရှိဘဲတော့ဆိုတာ ဟာအဲ့ဒါမျိုးတော့ငါကြည်ရဲတယ်ဟာဟောဘာမကြည်ရဲဘူးဟာ 没记有。 သမီးကလေတချင်းတော့ဆိုပြတယ် အေးဆိုလဲ အားနာတယ်ကိုကြီး ဟာဘာဖြစ်လို့အာနာနေလဲဆိုသမှရပါလေ ဟိုတချင်းကလေထိတ်ကလေးကိုနည်းနည်းလေးမေ့နေတယ် ထိတ်ကိုနည်းနည်းမရလေကိစ္စမျိုးအမတိုင်းကြီးခံတယ် အလဲပိုင်းကြတော့ အေး မရသေးဘူး ထိတ်ကမင်းနေလားလေဘန်းရသေးဘူးဗျဟေးရတဲ့ကြီးခံတယ်ကြီးခံတယ် အောက်ပိုင်းကြတော့ နောက်ဆုံးပဲ မေ့နေတယ် ထိတ်ဆုံးဘက်ကမရသေးဘူး ကဲ လေလည်းမရဘူးဘယ်နေရာရလဲမသားမဟမ်နေလေပိုင်းမေးနေတာမလားလေပိုင်းကကိစ္စမရှိဘူးသူနဲ့ရမမသိတာမေးလေထားလိုက်တော့ ဟုတ်တော့ မဟုတ်လေဘသူရေးပေးသွားတဲ့စာသားမှမသိတာလို့မထားလိုက် အဲ့ဒါဒီမရဘူးလားယေဘောညာဆရာပြီးတော့မှနင့်ငါအစတည်းအစတည်းနဲ့ဒီတချင်းအားလုံးကြက်ပါဆိုရင်ငါပြောထားတယ်ကြက်ဖြုံစူးစားလို့ကြက်ဖြုံစူးစားပါလို့ အချက်ပြအောင်စူးစမ်းတာပဲသူ့သူလာမခါတော့မတတ်နိုင် ဟာ ဟေး ဟဲ့ဘလို့ဝေသားလေးစကားတွေလည်းမသိဘူးဗျာ ချက်ပြအောင်လည်းလောကကြောက်ဘုံသလားလည်းအောက်သွားတယ်ရထားလောင်းကလည်းသွားတယ်သူ့သူမဖြစ်တာတော့မတတ်နိုင်ဘူးခန္ဓာကိုယ်ကြည့်လို့ဘလူးကလည်းလာမခါကြဘူး ဟာဖေး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  အဲ့ဒါနင့်ရဲတွေလိုက်တယ်မဟုတ်ဘူးလားရဲလိုက်တယ်မဟုတ်ဘူးလား အဲ့ဒါဦးလေးဒီဆုံးပဲအဲ့ဒါဦးလေးဒီဆုံး နင်တို့ကဇက်စီရလားလင်မယားလား ဟုတ်ဇက်ပြကွာအဲ့လိုမျိုးကလကလတိတ်တော့ကွာ မခင်ဗျားတို့မင်းသမီးသချင်းဟောရလဲရတဲ့ဥစ္စာဆိုရရုပ်ကြောက်ကရွာရောပြန်ပြောမှာဗျာ သူ့ဆရာပြီးတော့မှရတာဆိုပြီး အဲ့ဒါဆိုအကိုကြီးဟိုညီမလေးညညကြဖျောင်းနိုင်သုံးနိုင်နဲ့ကျင့်တဲ့တခြင်းရှိတယ် ဟာဖေးဖေးဝါဆိုတိုင်းကြီးလည်းမသိဘူး မဟုတ်လေအဲ့ဖျောင်းနိုင်သုံးနိုင်ထိုးမြော်လေဟိုကျင့်ထားတဲ့ မိပြတ်တဲ့ညတော့ကျင့်တာအေးလေဝါဆိုတိုင်းနေဆိုအကြာကြီးကျင့်ရမှာလို့ အကြိုက်ရတယ် အေးလှုပ်ဆန်းလှုပ်ဆန်း သမီးအတန်းလေးနဲ့စမ်းကြည့်မယ် အေးအေး ညမ်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  ဟာနင်တောင်ရေခဲမုတ်ကြီးမှတ်နေလားဟဲ့လား မဟုတ်ပါဘူးဟိုသမီးတို့ရှိမှလေဇက်စရာအတန်ကျင့်အဲ့လိုပဲညံညံနဲ့ကျင့်ရတယ်တဲ့ ဟောလား သူတင်ထားလား အေးကောင်းတယ်ကောင်းတယ်အေးဆိုသမီးဆို မောင်ကိုမောင်
မောင်တို့မှဒုတ်ထိုးသားဒီညာလေးတစ်လုံးကချာကိုလဲနေတာပဲအဲ့ဒါတော့ဖျောင်းနိုင်3နိုင်ကုန်တယ်ဟလား နိုင်ကုန်တယ်အဲ့ဒါလေးကို မောင်တို့မောင်လို့ခေါ်မယ်မောင်ဖျောင်းနိုင်3နိုင်ကုန်အောင်ဘယ်လိုကြည့်တယ်လဲ သွားဟိုမရရတဲ့နေရာကြီးသူများစောင့်ဆက်ထိုးထက်ပြီးဆိုးပြတာပဲ ဖေရတချင်းကျင်တာငါတခါမှအဲ့လိုမကြောက်ဘူးဟုတ်ကဲကဲဘာပြီးအစင်ပြေသွားပြီကြွားကိုလိုက်ခဲ့နော်ဒီဟာဒါအကုန်မလားပြောတော့ရဆိုဒါပဲကျွန်တော်ဟလား โอเค လို့ ဒါလေးတယောက်ပဲအေး ပြီးပြီလားပြီးရင်လည်းမမြန်ကြောကျမခလင်းနိုးတိုက်အောင်မယ် ဟာမင်းသမီးရခလေးနိုးတာအောင်ဟာမင်းဟာအိုးကြီး မွေးသားခရဲကို မွေးသားကလေးကိုနိုးတာရတာကြားဘူးလားဗျာ ဟာဘလို့ ဟာစမူစာအတိုးတွေနှိုက်စားပြန်ဟဲ့ ဘာဘာသူတကယ်မွေးသားပါမွေးသားခရဲပါ ဟဲ့ငါလည်းအဲ့လိုတုံးရင်ကောင်းတာ ဘာပြောရဘာပြောရ မျိုးတေတော့ပြောတာ အော်တေတော့သွားတော့အဲ့ဒါပြီးရော ဘယ်လိုဖြစ်တာတော့ ခမရမင်းသမီးကကျုပ်ကိုစိန်ခေါ်သွား ဟုတ်တယ်မင်းကိုစိတ်ခေါ်တာပြောသွားသေးတယ်တမှုတမဘာမှပြောမနေ မစိုးမင်းသမီးက ခနဲ့တော်တယ်မလား မစိုး ကိုလုံးကိုရုပ်ကောပါ အာသဘောကျတယ်ဗျာဒီလိုခန္ဓာကိုယ်မျိုးနဲ့မင်းသမီးရှားတယ်ဗျနော်မင်းသားဟာမင်းသားတဲ့ချောမလှမလှ မင်းသား ဟုတ်တယ် မင်းသားနာမည်က မင်းသားနာမည်ကတဘာဝထိတ်ချုံလေးတဲ့ အမလေးမင်းသမီးကစိတ်ကလန်စောပြချုံမင်းသားတဘာဝထိတ်ချုံလေနင်တို့အဖွဲ့ကိုချုံတွန်းတဲ့ပင်လို့ပြောင်းလိုက်ပါခေါ်လိုက် တိတ်ကြိုင်မြိုက်ကြစောက်ကျိုးနဲ့ကြိုင်ပါလားအဲ့လိုဆိုခေါ်တယ်မင်းသားတတ်တော့မင်းသားပွဲကလာလို့ဆရာများပြီးတော့မယ်တဲ့ဆရာပြီးတော့ပွဲကအများ မင်းသားချောမငယ်မတော့ကျုပ်တို့ ချောမလှမလှကွာဈေးထက်လာအောင်ရဲလဲနေတိုးတော့အောင်မြင်ဒီချာကြီးဒီမှာပွဲကဆရာပြီးမလို့မြန်လာခဲ့ဟေ့ကောင် တဘာဝထိတ်ချုံ တဘာဝထိတ်ချုံလေးခေါ်နေတယ်ကွာတဘာဝထိတ်ချုံလေး လာပြီလားမင်းသား တဘာဝထိတ် ဟာဒီစားကွက်ကမင်းသားလားဘွယ်တော်ရမြပြုတ်ချလာလားမသိဘူးမင်းသား လက်စရာ ဟာတော့ လမ်းတရမသိန်းတရပစိုးပေါင်လာတာအတိုးလာတတ်ပါတဲ့ ဟဲ့ဇက်စီယာချမ်းသာတယ်ကျင် ဒီကောင် ပစိုးပါ ဟိုတက်ဒီကောင်ဓာလေးလို့ဘာရှောက် မင်းသားအဲ့ဒါရုပ်ကြည့်လိုက်ဗျာခင်ဗျာ ဘာဖေးရောက်သူမင်းသားမဟုတ်ဘူးဒီကောင်မင်းဘာလာလို့ဘာလာလို့ထားတော့ တွတ်မလို့ မင်းဘာလာလို့ထားတော့ မပြည့်တဲ့ ဟာ နောက်မှရွေးလို့မရဘူးတဲ့အတိုးတက်မှနောက်မှရွေးတဲ့ ဟာတိတ်ခါကြပါပြီကွာ တကယ်ပေါင်ထိုင်းနေတော့ရွှေ့လိုက်ပါဗျာ အော်မင်းပြောပါပို့ဆိုးတယ်အလကဖေးရ အဲ့ဒါဘာလို့မင်းသားလားလို့ ဖေးရမင်းသားမလဲ အဲ့ဒါပါ အလကဒီကောင်တောက်တုံမရခိုင်းတဲ့ကောင် ဇက်စီယာတောက်တယ် ဆက်ထဲမှာရန်နေပါလေဖောက်တယ် ဩ တနပ်ပြလို့ရှိရင်ဒီကောင်လုံးစိမ့် ဩ ဘယ်ဆက်တော့အငိမ့်လို့ဆိုင်းလို့ဆိုလုံးစိမ့်တယောက်တော့ပါတယ် ဟုတ်လားဒါမင်းသားမဟုတ်ဘူး အဲ့ဒါဘသူလဲလား ပွဲငါ ဟမ် ပွဲငါ ဘာလို့ဆွဲစားကျင်တာ ကြီးတယ်ဗျာကျွန်တော်မပြောမသိနဲ့ပွဲငါ ပွဲက အေး သမင်းစားတော့ပါလား အေးလေ အော်ဇက်စရာရန်သဘောကောင်းတာ ဟုတ်လား အော်ကျွန်တော်တို့ဇက်ပွဲသားတွေကိုကျွေးတာလေ အေး သမင်းကိုချင်မောင်ရင်းနဲ့ငါးနဲ့ကျွေးတာ ဟာကောင်းတော့ဗော ဘာတော့ဦးကြီးအကြီးတွေပဲ ဟုတ်လား ချင်မောင်ရိုးတဲ့တိုးဝင်လို့မနှဲဆွဲထုတ်သွားတာ ဟာဇက်စီယာကိုသိခါကြအောင်ပြောနေတယ် မင်းဘာလို့ထိုက်တော့နေတော့ မင်းသားကိုခေါ်ခိုင်းတယ်မဗျာ မင်းတော့မင်းဘာသာဘာတွက်လို့တယ်တိတ်ခါကြတယ်တော့မင်းမြန်တော့တော့မင်းသားပြန်လွှတ်လိုက်မင်းသားလွှတ်လိုက် ဘာဒီလုံးပြန်လဲကိုမြတ်သေးခြင်းနေလို့ မင်းသား မင်းသားတနပ်ပြစ်တာကွာတနပ်ပြစ်တယ်မင်းသားမင်းရထားလုံးအောင်မှာ မလုပ်ပါဘူးလက်ဆရာပဲအဲ့လိုလုပ်ရင်လက်ပိတ်တယ်ဆိုလို့မလုပ်တာကြပြီ ဒီကောင်ဘာတွေပြောနေလဲ ရန်ဖောက်တာကိုပြောတာရန်ထူတာကိုပြော ဟုတ်တယ်မလုပ်ဘူး ဘာလို့တော့ မလုပ်ဘူးဟိုကောင်လေးလေဟိုစက်ပွင့်တဲ့ကောင်လေးကဖုံးတဲ့ဂျပန်ကားတွေပဲကြည့်လား ဘာတွေပြောနေရလဲဗျာ နာဘူးနာကိုတော့မဲဘာပြောနေ ဘာလဲ မင်းသားကိုခေါ်စမ်းပါ မင်း ဗျာ သားခေါ်မင်းသားတဘာဝထိတ်ချုံလို့လွတ်လိုက်သား မင်းသား ဟုတ်တယ် ဩဆောဆောအဲ့ဒါပဲမင်းသား ဟုတ်တယ် ဒီကိုလွတ် ဒီကိုလွတ်အောင် ကျွန်တော်လိုက်ရှာမ အေးလိုက်ချပြတွေ့ မသိနေချင်းမှာပစိုးအတိုးသွားတက်လိုက် ဟာ လို့ တိတ်ခါကြလိုက်တကွာဒီ ဘာတော့မယ် အေးတော့အေးကိုကြည့်အဲ့ကောင်လာချောက်တဲ့အဲ့ဒီကြည့်အေး အခုလွတ်လိုက်ရ အခုလူကိုလိုက်အရေးကြီးလို့တော့ ဒီကောင်နားတော့ပါတယ်နော် နားတော့ပါတယ်နား တော်ကြမ်းမလွတ်လို့မရဘူး ဩ စ
စိတ်ညစ်ပါတော့ကွာပြန်ပြန်လွတ်လိုက်အရေးကြီးတော့ပြန်လွတ်လိုက်သွားသွား ဟာဇက်ဆောင်မြန်ပြန်တတ်မလားမသိ အေးကွာကြောက်တော့ဆောက်ဆရာ ငါပါဘူး လက်ချက်ကြားတယ်ခမရအဲ့ကောင်ရမ်းဖောက်တာလား အရန်ပေါက်တောက်တော့မြခိုင်းနေခေါင်း ဩဒုက္ခပါလေ ဖောက်တယ်သွားချက်ပြင်း ကဲ ချင် မင်းသားအော် မင်းသားစစ်ကို ဘာဝထိတ်ချွန်လေးအော်လိုက် မင်းသားစစ်ကိုခေါ်ပေးမယ်ဟေးမင်းသားစစ်တဘာဝထိတ်ချုံလေးကွာငါရောက်နေလို့အမြန်ဆုံးလာသားကွာအမြန်ဆုံးလာ မင်းငောင်းမှတ်မိလား ကျွန်တော်မသိဘူးဗျမျက်နှာရိုးရဖရားမျက်နှာနဲ့ကျွန်တော်မသိဘူး မင်းကတော့ဘယ်သိမလို့လောက်သူအစ်စ်ပြစ်သူအဟောင်းတဲ့ ကျွန်တော်ခမရမသိဘူးဗျ မင်းလေဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်က ဒီလိုမှသာငါတော့မမွေးသေးဘူး ဝဲမမဝဲ ဟဲ့ဇိုးကြီးဟာ နှစ်ပေါင်း90လောက်ကရွာတွေကိုမရင်းကျင့် ဟာရွာကိုမရင်းကြရမလားရွာတွေကိုမီးရှို့ ရွာတွေကိုမီးရှို့ ကျွန်တော်မသိဘူးဗျ ငါရဲ့အမေကိုမရင်းကျင့် သူ့မင်းလည်းငါမမြင်ဘူးပဲနဲ့တော်သူစိုက်ကားသမားနဲ့ဖြစ်တာဒီမှာပါဗျာ ငါညမလေးကိုခြေတော်တင် ခမရတစ်မျိုးလုံးနဲ့ကျွန်တော်နဲ့မလွတ်ဘူးလားလား ငါအဖေကြီးကိုမီးကြည့် ဟာသူ့မိလည်းပါသေးတယ်ကျွန်တော်မသိဘူးဗျာ ငါ့ကိုမင်းလောက်ခဲ့တဲ့ကောင် ဟဲသူလည်းပါသေးတယ်အားကတကမတကတဲ့ကျွန်တော်မသိဘူးဗျာ ကျွန်တော်တရုပ်ဆောင်တာကောင်းလိုက် ပြဆက်ထဲမှာအဲ့လိုတယောက်ဆောင်တယ်ကို तू စိတ်ဝင်စားပြီးတော့ဒါတင်ပြနေတာဆရာမြန်မြန်ပေးအောင်ဆိုပွဲကဆရာပေးအောင်ဆိုတော့အဲ့ပြဆက်တဲ့ဒိုင်လွတ်တယ် မင်းသားမလာနိုင်ဘူးတဲ့ နင်းလေရဒီမှာနင်းလေရဒီမှာ သူလည်းမင်းသားပဲအဲ့ဒီချင်မအောင်နဲ့သာပြီးကြီးတယ်ပါနေသူလား ဘယ်တော့ဘာလာလို့တာတော့အင်းသားရဲ့မိတ်ဆက်ပြီးပြီ ဒါမင်းလား မင်းသား သဘောကျသွားပြီ မင်းသား မင်းသားမိုက်တယ်ရုပ်ရောနော်ပြောဆိုရောအနေထိုင်ရောဘာပြောစရာမလိုသဘောကျတယ်ရွှာကိုလိုက်ခဲ့နော်မင်းသား လိုက်လိုက် ဟုတ်ဆက်စရာမင်းသားလည်းတွေ့ပြီဟိုမင်းသမီးလည်းတွေ့ပြီလူချမ်းလေးပါလည်းမရှိဘူးလားကျိုးတို့ရွာပြတ်ဆက်ဆိုကြက် ရေနေချမ်းကျွန်တော်သွားယူပေး ဟောဒုက္ခပါ လမ်းလျှောက်တာဟိုလမ်းလျှောက်ပုံစံကြည့်ကွာ तू လမ်းလျှောက်တာတကယ်နော် ဟုတ် ဘာလဲ လူချမ်း လူချမ်းရှိတယ်ဗျလူချမ်းကြမ်းမှကြမ်းမကြိုက်ကောင်းကြမ်း ကြည့်စင်လား ဟုတ်တယ်လူချမ်းတော့ကြည့်လားဒါတို့ သက်စရာ ဟေး ဟိုအတင်းတင်းမွေးလက်ပတ်ပိုင်ရင်မတန်းတန်းနိုင်ရလေ ဟေး မကြီးရရင်စက်ပြနဲ့ပုံမယ်တဲ့ ကာဘော်လေးလောက်နဲ့လောက်ပါ မတင်းတင်းနဲ့ဆက်ပြန်နဲ့ပို့မစိုးတယ်သူပြောမှပို့ဆိုးနေတယ်မျက်နှာတွေတော့ရစရာမရှိတော့ဘူးလေတူတယ်လူချမ်းရှိတယ် လူချမ်းခေါ်စမ်း လူ ပါ ချမ်းနာမည်အာလကငပွင့်ကြီးတယ်ဗျာလူချမ်းအာလကငပွင့်ကြီး အမလေးမင်းသမီးရစီကလန်ဆော်ပြချွန်းမင်းသားတဘာဝထိတ်ချွန်းလေအမလေးလူချမ်းအားလည်းငါဘွေတိတ်ကြရမ်းကြိုက်ပိုးစပတ်စကြတနီလောင်ကြိုက်ဆောက်ကျွန်းနဲ့ကြိုက်ခေါ်လိုက် အမလေးကြိုက်တာလေအတဏီလောင်တော့ကြိုက်တယ်ဟဲ့လူချမ်းအာလကငပွင့်ကြီးဟဲ့ပွဲငါကြောင့်နေလို့ဆရာပြီးတော့မင်းမြန်ကြရောလာလာ ဟာဒီလူသားစပလိန်လူသားပါလားဒီမှာစပလိန်ပါနေလား ရတော့ရင်ထက်ကန်နေမှာဆို လူချမ်းမင်းသိတယ်မဟုတ်လားဘလောက်ကောင်းတယ်အားဘလောက်ရှိတယ်မင်းသိတယ်မဟုတ်လားတိုင်းလိုက်တာလည်းပလန်လန်သွားတာ သဘောကျတယ်ဗျာအဲ့ဒါလူချမ်းလားလားအမလေး ကြပဲတဲ့ကောင်းတယ်မလား တော်ခမရအဖွဲ့သားနောက်ထပ်2ယောက်လောက်နဲ့မိတ်ဆက်ပေးရင်ကျွန်တော်သေပြစ်ပြီ ပြတ်ဆက်နာမည်လိုက်အောင် तू အာလကငပွင့်ကြီးဆိုအဲ့လိုကျမ်းတာလေ သဘောကျတယ် ကျမ်းတယ် အဲ့တော့ဒီလိုလုပ်ဗျာ ဟုတ်ကဲ့ဘယ်လိုလုပ်လဲ မကြခင်စာချုပ်ချုပ်မယ် ဆက်ကြောဟုတ်လား အဲ့တော့ကျုပ်တို့ရွာပြတ်ဆက်ဆိုလေကျမ်းမှာရမ်းမှာကြိုက် ဟာကျမ်းမှာကျမ်း အဲ့တော့သူတို့ကတဲ့ပြတ်ဆက်တွေတဲ့ကျွန်တော်ပြတ်ဆက်လေးတစ်ခွက်လောက်ပြလိုက်ကျွန်တော်ရွာမှာအမီးလေးပေါ့ ဟောအမြင့်တစ်ခါတော့ကြည့်ကြည့် တစ်ခါလောက် ကျမ်းတဲ့နေရာမှာ ပြင်စာချုပ်ချုပ်မယ် ပြတ်ဆက်နာမည်ကအားလုံးသေးမှာအေးမယ်လေ ဟာပြတ်ဆက်ကျမ်းလာပြီ မင်းတယောက်ပဲကျန်တော့တာ ကျွန်တော်ပဲပြေး ဟေးဟ
ကျွန်တော်ကြည့်ချင်တာ ကြည့်ကြလား ဟုတ် ပြတ် တနတ်ပြစ်တာတွေအခန်းတွေပါဓာတ် ပြစ်တာ ဓာတ်ခုတ်တာတွေပါပါ အကုန်ပါတယ်ဗျ အဲ့ဒါမျိုးမှကြိုက် ဆိုင်နေပြည့်အပြည့် ဟုတ်ပြီ ဟေ့ ပြက်ဆက်ကဘယ်လို ပြတ်ဆက်ကအခန်း385,650 ပြက်ဆက်ကအခန်းပေါင်း3,850ငါမိုးလင်းမှာမလား အဲ့ဒါတော့နည်းနည်းဆွဲစားအောင်ပါ ဟောရွယ်လို့ရွယ်မှလည်းမသိ ကဲဟေးမင်းတို့ပွဲငါမှာတော့စိတ်ရန်ချက်ချင်းပြီးတော့မှာမင်းတို့ကပြောတယ်တတက်ပြစ်တဲ့ဟာဒီတခါတော့ကြည့်ချင်လို့လေ โอเคโอเค တော့ခဏလေးမင်းတို့တနက်ပြစ်တဲ့ခါဆိုရမ်းဖောက်တာဒါမှတဘာဝချာဟေးရမ်းဖောက်တဲ့ကောင်ဟေးရမ်းဖောက်တဲ့ကောင်ဟေးမောင်လုံးစိတ်လာလာ ခဏခဏမခေါ်နဲ့မအားဘူး ဘာဖြစ်လို့တော့ ခလေးတွေနဲ့သေးပေါက်ပြိုင်နေတာ မလေး ကျွန်တော်အဲ့လိုပိုက်တာကျွန်တော်နိုင်တာဝေးရွာ အရေးလေဟေးမင်းထားလို့ရမှာထားတော့ရမှာ အော်ဆိုဆိုလို့လက်ပိတ်ပေါ်လို့ဆိုမခေါင်းနေ ဒီကောင် ကျွန်တော်လေ အေး နိုင်တယ် ဘာဖြစ်လို့တော့ မနေ့က ဘာတော့မင်းမလက်တိတ်မယ်ဆို ဒီမှမမြင်ပါဘူး ဟာဒီကောင်ဘာရှောက်ပြောတယ်ရန်မင်းတနက်ဖောက်ဖို့ပစ္စည်းသွားယူ ဘာတွေလဲ ရန်ဖောက်ဖို့ပစ္စည်းသွားယူပစ္စည်းတနက်ဖောက်ပါဒီမှာထိုင်ချာဟေးပြည့်မယ်ဟေးဟာအရေးတဲ့ဆက်ပြန်နေပုံမှန်တက်တော့ဟာတော့လေဟာ သတ်เสียအဲ့ဒီကောင်ရမ်းဖောက်လို့ဖြစ်ပါမလားဗျာ ဘာဖြစ်လို့တော့ နားမှမကြဘဲနဲ့ဘယ်လိုဖောက်မှာလဲ ရန်ဟန်ကြည့်အောင်နဲ့ဖောက်တယ်ပဲ ဟန်နဲ့ အရန်တော်လား သူကမတရားစင်တာရဖောက်တဲ့နေရာတော့ပြော အဲ့ဒါခဏလေး ဟေး စူတောင်းမလို့ငါ့ကိုနားမကြောက်ပြောတဲ့လူတွေသိပါစေ တလားစူတောင်းတယ်တလား ဒီလား तू အရန်တော်လားဟန်ကြည့်တာနဲ့သိတယ် သူကထားတည်တယ်အရေးပြအကောင်ထင်းတဲ့ကောင်မတရားတော်တဲ့ကောင်မစိုးရင်လည်းနားလေးပြီးတော့မစိုးရင်လည်းတာဟုတ်ကဲ့မင်းတို့ကြောင်းရင်ကပ်လို့တင်းနေတော့ဆိုပြီးတော့ 160အခန်းနဲ့ ဟေးဟုတ်ပြီ ဒီမှာအလကားကဝင် ဟဲ့ဒီမှာမင်းဘာပြောချင်လဲပြော မဲတီတာကိုကြုံရတင်တာဗျာကဲကြတော့လား မြည်တယ် တမရတယ်လားဗျာကျွန်တော်မှနည်းနည်းပဲကြံပါတော့တယ်ရွာတဲ့ဟိုတမရတွေဝင်လာလားဗျာလောက်ကြပါဗျာ ဟာဘာဖြစ်လို့ငိုနေတာတော့ တနက်တန်နေကြတယ် ဟော तू ဖောက်လိုက်တာ ပြတ်စားမှမစသေးဘူးဖောက်ပြီလား तू ကအရေးပြအကောင်ထင်းတဲ့ကောင် ခင်ဗျဖြစ်ပါမလားဗျာဒီကောင်နဲ့ ဖြစ်တယ် အရန်တော်လား ငါတို့အိမ်မဝင်လာပြီထင်တယ် မဖြစ်လို့မရဘူးကဲမင်းတို့ ပြစ်တော့မှာဘာလို့ ဟေးပြစ်တော့မှဖောက်တော့ပြစ်တော့မှဖောက် ဟုတ်တယ်ဘောစပြဟုတ်လေဒီမှာအလကားကဝင် ဘာလို့ပါ မဲတီတာကိုကြုံရတင်တာဗျာနော်ကူတကူထဲမှာခြင်သက်နှစ်ကောင်အောက်လို့မရဘူးဗျာ အော်ရဘာဖြစ်လို့ ကြီးတော်နန်းနေတရားဥပဒေတရားနန်းနေခင်ဗျားနဲ့ကြုံနေကြောချင်းကပ်မယ်ကြောချင်းကပ်ပြီးတော့1 2 3ဆိုလက်ပြစ်မယ် ဟဲ့ နိုင်တဲ့လူကမဲတီတာကိုယူတော့ဗျာဒီမှာ ဒီသေးမအေးပါကွာ မင်းလာပတာပေါ်မှာအေးပါဗျာဒီမှာအလကားကိုဝင်ကြည့် ဘာလို့ တိုက်ရိုက်ရက်တီကပ်ပလာမိုးရာတာနဲ့အခက်တစ်မြေခွေးရှင်းမောက်သားကောင်ရောက်ချင်းတယ်မင်းကိုသားသမင်တော်တဲ့ပို့တဲ့ဂိမ်းဆိုင်ခင်ဗျားတိတ်ပိုက်ပါလားကမွန်ကြီးဟမ်ခင်ဗျားတိတ်မိုက်ပါလားဒီမှာ ကြီးလေးရဲ့ယူဂျိုးပေါက်တဲ့နွားဒိုးလေကိုဝင်ငါစကြီးတော်ရဲ့နွားမင်းရဲ့ကြီးတော်ရဲ့နွား ညအခါလာတာတာကစားမလားနားမလားရေကြီးကိုတူးကရက်ညအခါမှာလက်လျှောက်တာဘိုလီယာမချတာကိုတာဟိုဘတာအတီဘတာဘုံလေရဲ ရွှေလမှာယုံဝဲလို့ဆံဖွတ်တယ်ဖို့ဟောကြည့်ပါဆိုဆိုတာဆိုပို့သည့်စကားခလေးကိုတိတ်အောင်အရင်အောင်ပြတယ် ဟုတ်ခင်ဗျားတော့ကြပြရွတ်ပြိုင်ပွဲလားကြပြရွတ်ပြိုင်ပွဲလားလို့ တို့ဇက်စီယာပေးတာတဲ့တို့ဇလန်းထဲမှာရှိတဲ့ထိုင်ရလို့ တိုင်ရလို့လေ ကောင်းတယ်ဗျာ ဒီမှာတို့ကြောင့်ပန်းကလေးများပွင့်တော်ပြီဖူးတာဝေးလို့စီပန်းကလေးများပွင့်တော်ပြီဖူးတာဝေးလို့ ရွှေတော့နင်တို့ရွှေဖင်ခေါင်း ဗါလေဟဲ့ဘာလဲတင်းတော့ပြမနော်အလကားကိုခရစစ်တယ်ဗျာတေနေတောင်းတာ အမလေးမှန်သွားပြီလားသူစိုးမှန်လားမင်းသားကိုမှန်လားသွေးတွေတော်တော်ထွက်သလားဘသူသေးသွားတာလဲပြတ် ပြရတယ် ပြောမှမသိ မပြရသေး ဟေးမပြစ်
မြည်တယ်မြည်တယ် ဟာမယူ ဘယ်လင်ကြီးပါလားဒူးတွေကန်ကောင်းလို့ခြေမတွေမှာပုတ်တယ်ငိုက်နေတာမသားလေးရခင်ဗျာ ငိုက်ရလား ဖြစ်ပါမလားဗျာ ငါဆရာပြီးတော့မှာ တိကျ ဘ လို့ သူလာနိုးတာလဲကွာ အဲ့ချင်းနေလဲတော့ အဲ့မတဲမှာဆွေးမုံရဒီလာနန်းတော့နီးမှာ မကျွန်တော်တိကျဖောက်သမ်းပါဗျာ အဲ့လောက်အဲ့ချင်းနေတော့ခိုင်းလိုက်တော့ခိုင်း ပြန်ပြ ပွဲငါဆရာပြီးတော့မှာဆရာပြီးတော့မှာမင်းငိုက်မနေနဲ့ လာမဝေးခဏတော့တကတီနေကောင်းဟာကြာ မင်းသားကိုမှန်သွားသလားလူချမ်းသေသွားတာလားသွေးတွေတော်တော်ထွက်သလားအမလေးကြားစရာကောင်းသလား ဟုတ်ပါသေး ဟုတ်ကောင်ဘာလို့ဟုတ်ဗျာ ဟိုမမီ အားလုံးနေတာကြောင်းအားလုံးနေတာကြောင်း လက်စရာ ဟာလေ ရန်တော့မရဘူးမရဘူး ဘာဖြစ်လို့မမြည်တာတော့ မင်းသမီးပေါ်မအမေကြီးလေ အဲ ရန်တော့မသေးတွေပေါက်ကြတာကွာစိုးနေပြီ ဟာဒီမိမရက်ကွာဒီပေါ်မှာသေးတယ်ပေါ့ဝါလားပြဿနာပဲကွာဆောက်ချစ်ဒီကိုတော့မပဲ ဟုတ်တယ်နန်းကြီးနန်းကြီး ဟာသေးတယ်လားနားခိုင်းရလားပွဲငါဆရာပြီးမှာ ခင်ဗျာဖြစ်လားမဖြစ်ရင်ကျွန်တော်မငား ရ တော့ ရ ပြန် ရရဟေးကောင်ဟေးကောင်ပွဲငါဆရာပြီးတော့မှာဆောက်ချစ်ဒီတော့ခွဲပါပြီကွာတန်းတန်းနဲ့ပြေလို့ပြန်ပြီထားမရှိဘူးလားထားတယ်တော့ထားတယ်တော့ တေဝါပြီးတာပဲနော် အေးအဲ့ဒါတေးပြီးတာမယ်ပိုက်စားရအောင်ဆရာမင်းမပြေရောက် နေပါလားကောင်းဝေးနေတောင်းလာတာ ကြီးလေကြီးလေကြီးလေ အမလေးတော်တော်ကောင်းတယ်ပြဆက်တော်တော်ကောင်းတယ်ပြဆက်နန်းနဲ့ပြတော့ချောင်းချွင်းဓာတ်နဲ့ထိုးတော့မှဒိုင်းတတလုံးမငေါဖေလို့မှဇက်